မိတ်ဆွေတို့အနေနဲ့အခုချိန်မှာပေါ့ဒါဂျပန်ကျွန်တော်တို့ဆေးဘီကားဟောင်းတစ်စီးကိုသိန်းထောင်ချီပေးဝယ်မလားဒါမှမဟုတ်အဲ့ဒီဈေးရဲ့ထောက်ပံ့မကတက်တာတယ်ကျွန်တော်တို့ဒါတရုတ်စီကအသစ်သက်တစ်စီးကိုကျွန်တော်ရင်းနှီးမြှုပ်နှံမလားပေါ့ဗျာဒီနေ့မြန်မာပြည်လုပ်ငန်းသုံးကားဈေးကွက်မှာကျွန်တော်တို့ဒါဂျပန်ကားဟောင်းဈေးတွေကကျွန်တော်တို့အဆမတန်ဈေးတက်နေတော့လုပ်ငန်းရှင်တော်တော်များများမျက်စိကျတာကဒီ4တိုက်ကားဘီယန်ဆေးဘီကားပဲဖြစ်တယ်ဗျဒါပေမဲ့တရုတ်ကားဆိုတော့ကျွန်တော်တကယ်ရောဝယ်ရတာတွက်ချီကတ်ရဲ့လားဘယ်လိုလုပ်ငန်းမျိုးတွေမှာသုံးရင်အရင်းအမြတ်ဆုံးကျွန်တော်ပြန်ကြည့်မလဲပေါ့ဗျာပိုရေးကြီးတာကဒီကားကိုဘယ်နှစ်မောင်းပြီးရင်ပြင်အောင်တာအမြတ်ဆုံးလဲဆိုတာကိုဒီနေ့ကျွန်တော်ကအမှန်တရားတိုင်းပုံမှန်လေးလေးသုံးသပ်ပြီးတော့ပါမိတ်ဆွေတို့အနေနဲ့ဒီကားလေးအကြောင်းကိုသိချင်တယ်ဆိုရင်တော့ဗီဒီယိုဆုံးကြည့်ရှုပေးပါအောင်လို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ချင်ပါတယ်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးဒီကားရဲ့အရှိမျက်နှာစာရုပ်ထွက်ပိုင်းကနေစကြည့်ရအောင်ဗျာလုပ်ငန်းသုံးကားဆိုပေမဲ့အခုခေတ်မှာလည်းဗျာရုပ်ထွက်လာမှကျွန်တော်ကြည့်လို့ကောင်းတဲ့အချိန်ပေါ့ဗျာကျွန်တော်တို့ဒီကားရဲ့အရှိမျက်နှာစာကိုကြည့်လိုက်ရင်အရင်လိုတရုတ်ကားဟောင်းတွေတော့မဟုတ်တော့ဘူးပေါ့ဗျာvertical downline and NDMe design အသစ်တွေပါလာတယ်ပေါ့ဗျာကျွန်တော်တို့ဒီကားကိုလမ်းပေါ်မှာမြင်လိုက်ရင်လည်းအမြင်ဆန်းသစ်ပြီးတော့တရရရှိလာပါတယ်ဗျာအခုထွက်လာတဲ့2025 model ဆိုရင်ပေါ့ဗျာညဘက်လမ်းကြမ်းမောင်းရင်လည်းဗျာအလင်းထွားကအရင်ကောင်းမွန်ပါတယ်ဗျာအရှိဒီဇိုင်းပိုင်းကနေတော်တော်လေးကိုကြည့်လို့ကောင်းတဲ့အထက်မှာပါလဲပေါ့နော်နောက်တစ်ချက်ကားသမားတွေမြင်မြင်ချင်းသဘောကျမှာကသူ့ရဲ့ခေါင်းရောကျွန်တော်တို့ကုန်တင်နေရပူချေပါတယ်ဗျာဒီ4ကတော့ခေါင်းရောကိုယ်တွေပါပူကြီးဒီပူကျဲတော့ဗျာကျွန်တော်တို့ဒါမောင်းသူရောအနောက်ဘေးကလိုက်မဲ့ဝန်ထမ်းပါတော့ကျွန်တော်တို့ဒါတက်တောင်တက်တာနဲ့ကျဲဝန်းနေလို့ရပါတယ်ဗျာပြီးတော့အနောက်ကုန်တင်တဲ့နေရာမှာဆိုရင်လည်းကျွန်တော်ကျဲဝန်းတဲ့အတွက်တူညီတဲ့ဆေးပေလျားဆိုရင်ကျွန်တော်ကုန်ပစ္စည်းတွေမြတ်မှတ်တင်လို့ရတဲ့အနေအထားမှာရှိတယ်ပေါ့ဗျာခေါင်းကန်းကတော့တော်တော်လေးကိုကျဲတဲ့အထက်မှာပါတယ်ပေါ့ဗျာကျွန်တော်ဂျပန်ကားတွေနဲ့ဆိုင်တော့နည်းနည်းလေးတော့ကျွန်တော်အနေနဲ့ကျဲတယ်ဆိုကျဲတယ်ထင်တယ်ပေါ့ဗျာဘာကြောင့်လဲဆိုတော့ဒီခေါင်းကန်းဆိုရင်လည်း3ယောက်လောက်ထိုင်လို့ရတယ်3ယောက်ကလည်းဒီ driver ပြီးဘေးက2ယောက်ကလည်းတော်တော်ကျဲကျဲဝန်းနဲ့နေအသုံးပြုလို့ရတဲ့အထက်မှာပါတယ်ပေါ့ဗျာနော်နောက်ထပ်တရုတ်ကားဆိုလို့ကျွန်တော်အရင်လိုရိုးရိုးကောင်းကန်းနဲ့မဟုတ်တော့ဘူးဗျာဒီ4တိုက်ကားပီယာတော်တော်လေးကိုကျွန်တော်တို့ဒီကောင်းထဲမှာ fashion ဆုံးတာတွေတွေ့ရတယ်ပေါ့နော်ကျွန်တော်စီယာရင်ရစာဒီမော်ဒယ်ဆန်ဆန်လေးဒါသူတို့ပြုလုပ်ထားတယ်မှန်တကားတွေဆိုရင်လည်းကျွန်တော်ရင်လိုလက်နဲ့မတင်ကြမလို့ပဲ model တက်တွေမှာဆိုရင်တော့ဒါခလုံးနဲ့ window power စနစ်တွေကျွန်တော်တို့ပါဝင်လာတာတွေ့တယ်ပြီးတော့ကျွန်တော် radio နဲ့ USB 2စားတဲ့စနစ်တွေတော်တော်လေးကိုပါလာတွေ့တယ်ပေါ့နော်ဒီ aircon ကလည်းကောင်းပါလေဗျမြန်မာနိုင်ငံရဲ့ဒီဥထုနဲ့ဆိုရင်တော့အဆင်ပြေအထက်မှာပါတယ်ပေါ့နော်နေတော့ကြောင့်မလို့ဒီခေါင်းကန်းကလည်းအရင်တရုတ်ခေါင်းကန်းလေးကိုမဟုတ်တော့တော်တော်လေးကိုအဆင်ပြေအသုံးပြုထားတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ထိုင်ကုန်တွေဆိုရင်လည်းကျွန်တော်တက်ရဲရဲနဲ့ကျွန်တော်တော့တက်တောင်တက်တာရှိအောင်ဒါထိုင်လို့ရအောင်လို့ကျွန်တော်သူတို့အနေနဲ့ဒါပြုလုပ်ပေးထားတာကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ခါအဓိကအချက်ဖြစ်တယ်ပေါ့နော်လုပ်ငန်းသုံးကားရေအသက်ဖြစ်တယ်ကျွန်တော်အင်ဂျင်ပိုင်းကိုစက်ကြည့်ရအောင်ဗျာဒီကားမှာသုံးထားတာကဒါထောက်ဘူးအင်ဂျင်ပေါ့ထောက်ဘူးအင်ဂျင်ပေါ့ဗျာ2.7 လီတာဒီဇယ်အင်ဂျင်စစ်ကိုသုံးထားတာပါရုံးအောင်ကောင်းကောင်းနေကျွန်တော်တောင်းတောင်းတင်းတင်းထွက်တာမဟုတ်ပစ္စည်းတန်ချိန်ပေါ့နော်ဒရန်ခွဲအထိအပြည့်တင်ပြီးတော့ဒါကျွန်တော်တို့ ACC မောင်းနိုင်ပါတယ်ဗျာဒီကားမှာကစီတိုင်ကီဆိုရင်လည်းကျွန်တော်တို့ကဒါ80လီတာဆန့်နေပေါ့ဗျာ80လီတာဆန့်နိုင်ဖြစ်တဲ့အတွက်ကြောင့်စီကိုတစ်ခါထည့်လိုက်ရင်တော့ကျွန်တော်ကဒါတနေ့ကို ACC ဆွဲလို့ရပါတယ်ဗျစီခဏဖြည့်ချမလို့စီရလေးလီတာများတဲ့အတွက်ကြောင့်မလို့အဆင်ပြေပါတယ်ဗျလုပ်ငန်းသုံးကားဆိုပေမဲ့ဒါပေမဲ့ဒီနေရာမှာပေါ့နော်ဘူးသနအနေနဲ့တတိထားမိတဲ့အချက်တစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်ဗျဒီကားကအသစ်ဆက် brand new ပါဗျဒါပေမဲ့ engine နှိုးလိုက်ရင်ကျွန်တော်တို့ဂျပန်ဒီဇယ်ကားတွေနဲ့ရှင်ပေါ့နော်ကျွန်တော်ကဒီကားကနည်းနည်းလေးဆက်တန်ပူကျတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့ဗျာဂျပန်ကားဟောင်းတစ်စီးနဲ့ဒီ4တိုက်ကားဖီယာအသစ်တစ်စီးရှင်ပြီးကျွန်တော်တို့ရက်ပြီးစံတိုးကြည့်ရင်တော့ဒီကားအသစ်ကဆက်တန်နည်းနည်းပူထွက်ပါလေဒါလည်းအင်ဂျင်မကောင်းလို့မဟုတ်ပါဘူးဗျာတရုတ်လုပ်ငန်းသုံးကအများစုကကျွန်တော်ရုံးဝါထွက်ဖို့အဓိကဦးစားပေးထုတ်ထားတာမလို့အင်ဂျင်တန်ပူကျတာဖြစ်ပါတယ်ဒါလည်းဒီဇယ်ကားတွေရဒါသဘောတော်ဝယ်ပေါ့နော်ဒါရှင်ကြည့်ရင်တော့ဂျပန်ကားဟောင်းတွေလည်းရှင်ကြည့်မယ်ဆိုရင်တော့နည်းနည်းတော့ပို့ပြီးအတန်ထွက်တဲ့အပိုင်းမှာတော့ရှိတယ်ဟုတ်လားဒါမကောင်းလို့အင်ဂျင်မကောင်းလို့လည်းမဟုတ်ပါဘူးဗျာနော်
နောက်တစ်ခုကအောက်ပိုင်းနဲ့ကျွန်တော်မောင်းနေကူအပိုင်းကြည့်ရင်လည်းလုပ်ငန်းသုံးကားတစ်စီးမှာလိုအပ်တဲ့ကျွန်တော်ဂီယာစနစ်အောက်ပိုင်းတောင့်တင်းမှုနဲ့ကျွန်တော် B side အချိုးအစားကိုလည်းကျွန်တော်ကွက်တိရအောင်သူတို့တွေပြုလုပ်ပေးထားပါတယ်ဗျဂီယာပိုင်းမှာဆိုရင်လည်းဒါငါးချက်မောင်းဂီယာစနစ်ကိုကျွန်တော်သုံးထားလို့ကိုယ်ပြီးတင်ချိန်မှာတော့ကျွန်တော်အယုံဆွဲရတော့တကယ်ကောင်းပါလေဗျအရှင်ရလာရင်လည်းကျွန်တော်ဂီယာချွတ်ချွတ်မွေ့မွေ့နေပို့မောင်းလို့ရပါတယ်ဗျဒီကတရုတ်ကားဆိုပေမဲ့တော်တော်လေးကိုအခုနောက်ပိုင်းမှာဒါအဆင့်မြင့်မြင့်ဒီဒါသုံးလို့ကောင်းအောင်ထုတ်လာတယ်ပေါ့နော်ဒီကားရဲ့ B side ပေါ့နော် B side မှာဆိုရင်လည်းကျွန်တော်တို့ကဒါတာယာ side ပေါ့တာယာ side ဆိုရင်တော့ကျွန်တော်6နဲ့615ကိုသုံးထားပါတယ်ဗျတာယာတွေရဲ့အထူကြီးသုံးထားတာမို့လို့ကျွန်တော်တို့လမ်းချမ်းပဲမောင်းကျွန်တော်တို့ကဝင်အလေးတွေအများကြီးတင်ပြီးမောင်းနေရစိတ်ချရောက်တယ်မကောက်ဘူးပေါ့များပြီးတော့မြို့တွင်းထဲမောင်းလို့ရတဲ့အတွက်ကြောင့်မလို့တော်တော်လေးကိုအဆင်ပြေတဲ့အထဲမှာပါပါတယ်ဗျာဒီမောင်းရတဲ့ခံစားချက်ရတဲ့ကျွန်တော်တို့ဒါပေါ့ပေါ့နဲ့ CRN ဆိုတဲ့ကျွန်တော်တို့အကွေးအဝိုက်ဒီလမ်းကျွန်းတွေမှာတော်တော်လေးကိုမောင်းလို့ကောင်းတဲ့အထဲမှာပါတယ်ပေါ့ဗျာဒါပေမဲ့မိတ်ဆွေတို့နေကျွန်တော်အနေနဲ့စကားမဆက်တာလုပ်ငန်းသုံးကားတွေခိုင်မဲ့မိတ်ဆွေတွေအတွက်ပေါ့ဗျာအရေးကြီးတဲ့ကျွန်တော်တို့ကဒါထိန်းသိမ်းရေးအတွက်ခုပြီးပြောပြချင်ပါတယ်ဗျာAC ကားနဲ့ကျွန်တော်လုပ်ငန်းသုံး truck ကားတွေက engine wine သုံးတာချင်းလုံးဝမတူပါဘူးဗျလုပ်ငန်းသုံးကားအများစုကဝင်ပြေးနေကျွန်တော်နှေးစဉ်မောင်းရတဲ့အတွက်ကြောင့်မို့တာမန်အပေါ်စားစီတွေသွားသုံးလို့မရဘူးပြောတာဒါကတော့ engine wine ကိုပြောတာပါကျွန်တော်ဥပမာကျွန်တော်တို့ PTT လို့PTT ဆိုတဲ့တော်တော်လေးကိုကျွန်တော်မြန်မာနိုင်ငံနာမည်ကြီးတယ်ပေါ့နော် share ပြမလားတော့ဒါမှမဟုတ်လားဒီလိုမျိုးဟိုအစင်းမြင့်စီတွေကိုကျွန်တော်ရေးသုံးပေးပါလို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ဗျာဘောသားစီတွေကိုတော့ကျွန်တော်အနေနဲ့အမသုံးသိချင်ဘူးဗျာလုပ်ငန်းလုပ်ကနေဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးတော့ကီလိုမီတာကျွန်တော်ကီလိုမီတာပေါ့နော်3000ကနေ9000ကြားရောက်တဲ့ပုံမှန်လဲပေးမှ agent တက်တန်းပိုရှည်မှာပါဗျာပိုရှည်မဲ့အတွက်ကြောင့်မလို့ဒါမိတ်ဆွေတို့အနေနဲ့ကိုယ်လုပ်ငန်းသုံးကားကိုကျွန်တော်တို့ကရေရှည်သုံးဖို့အတွက်ဆိုရင်တော့ကျွန်တော် enjoy ကောင်းကောင်းကိုသုံးပြီးကိုကျွန်တော်အနေနဲ့ဒါဟိုတိုက်တွန်းချင်တယ်ပေါ့ဗျာနော်ဒါဆိုရင်မြန်မာပြည်အခြေအနေနဲ့ပေါ့နော်ဒီတရုတ်ကားကိုစီးပွားရေးအရာသုံးလို့အဆင်ပြေရလားပြီးတော့ယင်းနှိမ့်မြုပ်နှံတင်ရလားဆိုတာကိုကျွန်တော်ဆက်ပြီးဆွေးနွေးချင်ပါတယ်ဘီလိုအနေနဲ့ပွင့်လင်းလင်းကျွန်တော်အနေနဲ့သုံးသပ်ရရင်လက်ရှိမြန်မာပြည်မှာဂျပန်ထွက်တဖက်ရေကားဟောင်းတွေကဈေးအရင်ကြီးတယ်လို့ဗျတက်တန်းကြလာလို့ကျွန်တော်တို့လက်ဝင်ပြင်ရတာနဲ့ကကျွန်တော်တို့ကောင်းကိုက်ရပါတယ်ဗျစီးပွားရေးအရာလုပ်ငန်းသုံးကားတစ်စီးရဲ့အဓိကတော့ချက်ကတော့ကျွန်တော်နှိမ့်စင်အလုပ်ဖြစ်ပြီးတော့အမျက်ထွက်ဖို့ကအရေးကြီးတယ်ပေါ့ဗျဒီ4ကားအသစ်ဆက်ဆက်ကကျွန်တော်ရင်းနှီးရတဲ့အရင်းနှီးတွေတက်တာတယ်ပြီးတော့ကျွန်တော်တို့ကအာမခံနေပါတယ်ပေါ့နော်ပြင်ဆင်စိတ်ဒုက္ခတွေကင်းပါတယ်ဗျအာမခံကာလနှစ်အတွင်းမှာပေါ့နော်ဒါကြောင့်အရင်းမြင့်မြန်ကြည့်ပြီးအမျက်ပြန်ထွက်ချင်တဲ့လုပ်ငန်းရှင်တွေအတွက်ပေါ့နော်လက်ရှိမြန်မာပြည်အခြေအနေနဲ့တကယ်ကိုရင်းနှီးမြှုပ်နှံတဲ့နေကတစီဖြစ်ပါတယ်ဗျဘာလို့ဆိုတော့granny ပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်သိရတော့ဒီကားကိုလက်ရှိမှာ3နှစ် granny တို့ပေးထားရတော့ကြားတယ်ပေါ့ဒါတော့ engine ပိုင်းတွေပါတယ်အကုန်ပေးထားမယ်ဆိုရင်တော့ဒီနှစ်အတွင်းမှာတော့တော်တော်လေးကိုအသုံးပြုလို့ကောင်းပါတယ်ဗျဒါပေမဲ့တရုတ်ကားဆိုတော့ကျွန်တော်ကောင်းတာတွေ့ကြီးပဲပြောလို့မဖြစ်သေးဘူးပေါ့ဗျာကားတစ်စီးမှာလည်းကျွန်တော်အားသာချက်ရှိတယ်လို့အားနည်းချက်တွေရှိပါတယ်ဒီကားရဲ့အမှန်တကယ်အားနည်းချက်ကိုကျွန်တော်ပွင့်လင်းလင်းပြောရရင်ကျွန်တော်မောင်းနှင်ဘူးအပိုင်းပေါ့ဗျာဒီကားကကျွန်တော်တို့မြို့တွင်းနဲ့မြို့ဆောင်ကုန်စည်ပို့တာနဲ့လမ်းချင်းကြားတွေကမောင်းလို့တကယ်ကိုအဆင်ပြေပါတယ်ဗျာ highway လမ်းမပေါ်မှာကျွန်တော်ကုန်အပြည့်တင်ပြီးတော့ကျွန်တော်တို့ကမိုင်ပေါင်းများစွာမောင်းနေမဲ့ဆိုရင်တော့ဂျပန်ကားတွေလိုငိန်တာလိုအင်ဂျင်ဒဏ်ခိုင်းတာမျိုးတော့တိချဖို့မရနိုင်ပါဘူးဗျာဒါကျွန်တော်အမြင်ပြောပြတာပါမောင်းတကယ်လို့လက်ရှိမှာဒီ4တိုက်ကားဖူရကိုကျွန်တော်တို့ highway ဒီကျွန်တော်တို့တောင်ပေါ်လမ်းဒီမိုင်များစွာမောင်းတဲ့နေရာတွေမှာမောင်းလက်ရှိမောင်းနေတဲ့မိတ်ဆွေတွေရှိနေကျွန်တော်ပြည်တော်ထဲမှာဝင်ရောက်ဆွေးနွေးပေးပါအောင်ဗျာဘာလို့လဲဆိုတော့ဂျပန်ကားတွေလောက်တော့ဒီကားကအဆင်ပြေနိုင်မဲ့အထင်မှာမပါသေးဘူးဗျာဒါကျွန်တော်အနေနဲ့သုံးသပ်တာပါဗျာနော်မကောင်းတဲ့ဟုတ်ပါဘူးသူကလည်းသူတော့ကောင်းပါနဲ့နောက်တစ်ခုပြန်ရောင်းစေးပါဗျာဒီကျွန်တော်မြန်မာနိုင်ငံလူမျိုးတွေကပြန်ရောင်းစေးကိုအရန်အလေးထားတယ်ပေါ့ဗျာပြန်ရောင်းစေးအပိုင်းမှာလည်းကြောက်လေဒီကားကကျွန်တော်တို့ဂျပန်ကားလေးတော့မကောင်းပါဘူးဗျာပြန်ရောင်းစေးတော်တော်လေးမကောင်းတော့ပါဘာလို့လဲဆိုတော့ဂျပန်ကားဥပမာဂျပန်ကားတစ်စီကျွန်တော်ဒီနှစ်မှာဂျပန်ကားတစ်စီကို3000နဲ့ဝယ်ပြီးတော့နောက်9နှစ်နေလို့ပြန်ရောက်ရင်အရှုံးနေပါတယ်ဗျာတရုတ်ကားကတော့ထောလောက်ပဲရပါတယ်ဗျာနောက်တစ်ချက်ကလုပ်ငန်းရှင်တွေပေါ့နော်ခေါင်းထဲမှာအမြဲတွေးနေကြတဲ့မေကွန်းပေါ့ဗျာဒီဒီတရုတ်ကအတိတ်တစည်းကိုဝေပြီးရင်ကျွန်တော်ဘယ်နှစ်နှစ်ညီပြန်ရောက်ရင်အမျက်ကြံဆုံးတယ်ပြော
ကျွန်တော်အမှန်တိုင်းပြောရရင်ဂျပန်ကားလို့ပေါ့နော်ဆယ်စုနှစ်သက်တမ်းကုန်တဲ့အထိမောင်းဖို့တော့စဉ်းစားရင်တော့တရုတ်ကားကအလုံးဝရှုံးပါလိမ့်မယ်ဗျာဒါပေမဲ့ဒီကားကိုဝယ်ပြီးတော့ကျွန်တော်တို့3နှစ်5နှစ်အတွင်းမှာပြန်ရောင်းတာကိုယ့်အတွက်အကောင်းဆုံးပါဗျာဘာလို့လဲဆိုတော့တရုတ်ကားအသစ်တွေရဲ့သဘောတဘာဝရပထမ3နှစ်5နှစ်အတွင်းဟာလည်းကျွန်တော်လက်ဝင်ပြင်စရာမလိုဘဲနဲ့ engine ရောအောက်ပိုင်းရောဒုက္ခကင်းကင်းနဲ့ကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဗျာဒီ9နှစ်အတွင်းမှာကားရင်းနှီးငွေတဲ့ပြန်ကြည့်အမြတ်တဲ့လုံးဝရပြီးကားကလေအကောင်းတိုင်းရှိနေသေးတာမို့လို့ပြန်ရောင်းရင်လည်းကျွန်တော်ဈေးကောင်းကောင်းနဲ့အမြတ်ပြန်ထွက်နိုင်ပါတယ်ဗျာ9နှစ်ပြည့်သူဒီကားကကျွန်တော်လက်ဝင်ပြင်ရမယ့်အချိန်ကြမှာကျွန်တော်တစ်ပတ်ရဲ့အချိန်နေနဲ့ကျွန်တော်နောက်ထပ်ပြန်ထုတ်ရောင်းပဲပေါ့နောက်ထပ်ကားတစ်စီးကိုကျွန်တော်တို့ပြောင်းစီမဲ့ဆိုရင်တော့လုပ်ငန်းရှင်တွေအတွက်ကတော့ဒါဆုံးရှုံးမှုအနည်းဆုံးနဲ့အမြတ်အများဆုံးကျန်မဲ့ဒါအလုပ်တစ်ခုပါဗျဒီတရုတ်ကားကိုကျွန်တော်ဆယ်စုနှစ်စီအသုံးပြုမယ်ဆိုရင်တော့နောက်ပိုင်းမှာပြင်ဆင်စရိတ်ကတော့တော်တော်လေးကိုကုန်ကျလာမှာပါပေါ့ဒါတော့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ခြုံငုံပြောရရင်ရေရှည်မိတ်ဆွေတို့အနေနဲ့တန်ဖိုးခိုင်မာမှုကိုလိုချင်ရင်တော့ကျွန်တော်တို့ဂျပန်ကားဟောင်းတွေကလည်းဒါတင့်တော်နေမှာဖြစ်ပြီးတော့မတ်တီရင်းနှီးငွေပေါ့နော်ကျွန်တော်တို့လက်ရှိပြောမှဆိုရင်အရင်ဆုံးမတ်တီငွေရင်းနှီးတတနဲ့ကျွန်တော်တို့လက်ဝင်ပြင်ရမယ်ဒုက္ခကင်းကျင်တယ်အာမခံကားတဲ့ကျွန်တော်တို့ brand new လေလိုချင်တယ်ဆိုရင်တော့ဒီ for တိုက်ကားပူရစိတ်ပေကရင်းနှီးမြှုပ်နှံတဲ့ကားတစ်စီးထဲမှာပါဝင်ပါတယ်ဗျဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ဂျပန်ကားဟောင်းကိုပဲဆက်ကင်မလားပေါ့ဒါမှမဟုတ်တရုတ်စီကအတစ်တစည်းကိုပဲရင်းနှီးမြှုပ်နှံမလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြီးတော့အောင်ဗျာကျွန်တော်အနေနဲ့ကားကြီးကွက်နဲ့စီးပွားရေး review တွေအမြဲကြည့်ဖို့ကျွန်တော် channel ကိုလည်းlike and follow လုပ်ပေးပါကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ဗျာဒီကားတွေကလက်ရှိမှာဆိုရင်ကျွန်တော်တို့ဒါမြန်မာနိုင်ငံမှာဆိုရင်တော်တော်များအသုံးပြုကြတယ်ပေါ့နော်ကျွန်တော်တို့မြို့တွင်းအသုံးပြုတော့ပိုပြီးကြိုက်ပါတယ်ဗျာမြို့တွင်းကြတော့တော်တော်လေးအဆင်ပြေပါတယ်ဗျာလုပ်ငန်းတွေကတော့အများကြီးပေါ့ဗျာဒီကသုံးမဲ့လုပ်ငန်းတွေကတော့ဒါdelivery ပို့တာလို့ရေဘူးပို့တာတခြားလုပ်ငန်းတွေမြို့တွင်းကတော့ကျွန်တော်တို့တော်တော်လေးကိုကြိုက်ပါတယ်ဗျာကျွန်တော်ဒါဥပမာဆိုရင်များရန်ကုန်မန္တလေးလိုရန်ကုန်နေပြည်တော်လို့ဒီလိုသွားပြီး highway တွေသွားဖို့ဆိုရင်တော့ကျွန်တော်အနေနဲ့သိပြီးတော့မကြိုက်ဘူးပြသွားလို့မရဘူးမဟုတ်ဘူးသွားလို့ရတယ်ဒါပေမဲ့ရေရှည်ခိုင်မာမှုကြတော့ဂျပန်ကားအဟောင်းတွေလောက်တော့ဒါကျွန်တော်အနေနဲ့မကောင်းဘူးထင်တယ်ပေါ့ဗျာဒါတော့လက်ရှိသုံးတဲ့လူတွေဆိုရင်တော့ပိုသိပါတယ်เนาะကျွန်တော်တော့တကယ်လက်ရှိသုံးတဲ့လူတွေဒီကားကို highway တွေမှာသုံးလို့ကောင်းလားမကောင်းလားဆိုတော့ကျွန်တော်ဝင်ရောက်ဆွေးနွေးပြီးတော့